သားသမီးများစီးပွားရေးဒီရက်တွေအတွင်းမှာအစားစားရရတတိကြီးစွာထားဖို့လိုအပ်ပါတယ်။ရံပက်လက်ဝိုင်းနေမယ်။ပြဿနာတွေတစ်ခုပြီးတစ်ခုရှင်းရတတ်ပါတယ်။ကိုကိစ္စမဟုတ်ရင်လည်းသူများကိစ္စတွေမှာကြားညက်ဖြေရှင်းရတတ်ပါတယ်။ခရီးကံလွန်ကောင်းနေတဲ့ချိန်မှာပဲအဝေးကလည်းအကူအညီကောင်းတွေရတတ်ပါတယ်။ဖုန်းကိစ္စဖိုးတန်ပစ္စည်းကိစ္စရောင်းဝယ်ကိစ္စတွေလည်းအောင်မြင်မယ်။အရှိရေအိမ်အောင်ရှင်များအတွက်အိမ်အောင်ဘက်ရဲ့တရင်ကောင်းကိုကြားရတတ်ပြီးချစ်သူရည်စားများအတွက်ကတော့ဝေးလေကောင်းလေးဆိုတဲ့ကိန်းပါပဲထီဝါသနာပါရင်တော့16အတွက်လိုက်စားတဲ့ကဏ္ဍကိုရှေ့မှာထားပြီးထိုးပေးပါရရရငှက်သုံးမဟုတ်ငါဘေးမဲ့လွတ်လိုက်ပါတနင်္လာသားသမီးများစီးပွားရေးဒီရက်တွေမှာအိမ်ဆိုင်ဆက်အသုံးဆောင်သစ်တွေလည်းတစ်ခုပြီးတစ်ခုဝင်လာတတ်ပါတယ်။တစ်ခုရှိတာကရှိပြီးတဲ့ပစ္စည်းတွေထွက်တာပြက်တာများနေမယ်။ငွေများများကင်မထားသင့်ပါဘူး။အဲ့ဒီငွေတွေကစေဘိုးဝါကဖြစ်သွားတတ်ပါတယ်။အိမ်ဆောင်ပစ္စည်းစက်တုရှယ်ရကိစ္စအစအဦးကိစ္စတွေမှာအောင်မြင်နိုင်တဲ့အချိန်မှာပဲခရီးသွားတဲ့ကိစ္စတွေလည်းလွယ်လွယ်ချော်ချော်ဖြစ်နေတတ်ပါတယ်။နိုင်ငံခြားရက်ဝေးနဲ့ပတ်သက်ပြီးမထင်မှတ်တဲ့အခွင့်အလမ်းကောင်းတွေလည်းပေါ်လာတတ်ပါတယ်။မရင်ဆရာရင်တို့ကြောင့်စိတ်ရှုပ်ကောင်းစားရတတ်ပါတယ်။ဘာမဆိုမသိမကြလေးတွေဖြစ်နေတာကိုတော့သတိထားပါစိတ်ရှည်ပါအရှိရေအိမ်အောင်ရှင်များအတွက်ထင်းငေါ့လေးတွေပြေလည်သွားမယ်ချစ်သူရည်စားများကန်နေနေတဲ့ကိန်းမှာပဲထီဝါသနာပါရင်တော့73တွဲလိုက်စားတဲ့ကဏ္ဍကိုရှေ့မှာထားပြီးထိုးပေးပါကြရရရေသဇဝါများကိုအစာကျွေးရင်းစုတောင်းလိုက်ပါအင်္ဂါသားသမီးများစီးပွားရေးဒီရက်တွေမှာဖက်ဖက်ကအခွင့်အလမ်းကောင်းတွေပေါ်မယ်အလုပ်တွေတိုးဆက်အချိန်မြင့်တဲ့အချိန်ပါပဲကံတရားကကိုယ့်ကိုမျက်နှာသာပေးတဲ့အချိန်ပါပဲစက်သူစာချုပ်ကိစ္စတွေတတိထားပါကိုတိုးတက်အောင်မြင်လာတဲ့အပေါ်မနာလိုပြိုင်ဆိုင်တွေလည်းများလာမယ်တမင်ရန်စခံရမယ်အမှုပတ်တတ်ပါတယ်ပြည်တွင်းပြည်ပခရီးတွေမြည်ရင်များဖြစ်တတ်ပါတယ်အောက်လက်ငယ်သားတို့အကျိုးပေးမယ်ခရီးကောင်းကြုံမယ်အရှိရေအိမ်အောင်ရှင်များစိတ်ဝင်ကြရတတ်ပြီးချစ်သူရည်စားများသတင်းကောင်းကြားတတ်ပါတယ်ထီဝါသနာပါ24တွဲလိုက်စားတဲ့လက်မှတ်ကိုရှာပြီးထိုးပေးပါကြရရဖျားတဆူဆူရဲ့မိမိမွေးနေ့တောင်မှာရွှေထီး2လက်ကိုကြက်ရှည်ခတ်၍လှူလိုက်ပါဥဒ္ဓကူသားသမီးများစီးပွားရေးဒီရက်တွေမှာအဖက်ဖက်ကကန်စာသားတွေဖွင့်လန်းနေလိမ့်မယ်လုပ်ငန်းစီးပွားရေးကိုချိန်ခုံမြင့်တဲ့အချိန်မှာပဲလုပ်ငန်းသိနေရသိစားတာတွေလည်းကောင်းတယ်ရက်ဝေးပြပခီးကောင်းတွေလည်းကြုံမယ်ရက်ဝေးကစာငွေဆက်သွယ်တွေကောင်းတွေလည်းရတတ်ပါတယ်မရင်ဆရာရင်တို့ရဲ့အထင်မြင်လမ်းမမှုကိုတော့ခံရတတ်ပါတယ်သူတစ်ပါးရဲ့ပြဿနာမှာကြောင်းညက်ဖြေရှင်းရတတ်ပါတယ်စက်သူကိစ္စတွေမတင်မကျဆုံးဖြတ်ရခက်လိမ့်မယ်အရှိရေစစ်သူရည်စားများအိမ်အောင်ရှင်များနားလည်မှုလွယ်တတ်တဲ့အချိန်မှာပဲထီဝါသနာပါရင်တော့64တွဲလိုက်စားတဲ့ကဏ္ဍကိုရှာပြီးထိုးပေးပါရရရမုံလုံးရေပေါ်တက်စိတ်လှူလိုက်ပါကြာသာပရိသတ်သမီးများစီးပွားရေးဒီရက်တွေမှာအဖက်ဖက်ကကန်စာတာတွေပွင့်လန်းနေလိမ့်မယ်လုပ်ငန်းစီးပွားရေးကိုအချိန်ဟုန်မြင့်တဲ့အချိန်မှာပဲလုပ်ငန်းသစ်စားတာတွေလည်းကောင်းတယ်ရက်ဝေးပြပခီကောင်းတွေလည်းကြုံလိမ့်မယ်ရက်ဝေးကစာငွေဆက်သွယ်ကောင်းတွေလည်းရတတ်ပါတယ်မိရင်းဆရာရင်တို့ရဲ့ထင်မြင်လွဲမှားမှုကိုတော့ခံရတတ်ပါတယ်သူတစ်ပါးရဲ့ပြဿနာကိုကြားညက်ဖြေရှင်းရတတ်ပါတယ်စက်သူလုပ်ငန်းတွေလည်းမတင်မကျဆုံးဖြတ်ခက်လိမ့်မယ်အရှိရေစစ်သူရည်စားများအိမ်အောင်ရှင်များနားလည်မှုလွယ်တတ်တဲ့ကာလပါပဲထီဝါသနာပါရင်တော့64တွဲလိုက်စားတဲ့ကဏ္ဍကိုရှာပြီးထိုးပေးပါရရရမုံလုံးရေပေါ်တက်စိတ်လှူလိုက်ပါတောက်ကြသားသမီးများစီးပွားရေးဒီရက်တွေမှာနမယ်ကုံတနည်းသက်ဆရာတွေကြုံမယ်ယာရုနေရအခွင့်အလမ်းတွေကြုံမယ်နိုင်ငံရက်ရှာလူမျိုးရှာကိစ္စတွေလည်းကြိုးထူတယ်ခရီးကောင်းတွေလည်းတွားရတတ်ပါတယ်အလူမင်္ဂလာစီစဉ်တွေလည်းအောင်မြင်မယ်ကားတိုင်းမှုတစ်ခုကိုမြင်လိုက်ပတ်သက်လိုက်ရသည်နဲ့20တွဲလိုက်စားတဲ့ကဏ္ဍကိုရှင်းရှင်းထိုးသင့်ပါတယ်ငွေကိစ္စအောင်မြင်မယ်လုပ်ငန်းတွေလည်းတိုးဆက်သင့်ပါတယ်အရှိရေစစ်သူရည်စားများအတွက်ကျင်းနှူပွေရာတွေအထူးကြုံနိုင်ပြီးအိမ်နောက်ရှင်များအတွက်ကတော့တကြက်ကြက်ဖြစ်နေတတ်တဲ့ကိန်းပါပဲရရရဇေဒီတော်တဆူဆူ၏တနင်္လာတောက်တွင်ငွေထီအကြီးတက်လက်ငွေထီအသေးတက်စိတ်လှူဒန်းပေးပါစနေသားသမီးများစီးပွားရေးဒီရက်တွေအတွင်းမှာစိတ်လေးစိတ်နှခွဖြစ်တာတွေကြုံတတ်မယ်ခက်ခဲတွေလည်းကြုံရတတ်ပါတယ်စိတ်ရှိချီကောင်းအေးအေးထားပြီးတတမေမေလှုပ်တဲ့အချိန်မှာပဲအထက်လဲတာတွေလည်းခံရမယ်ပြဿနာတွေကြားညက်ဖြစ်ရှင်းရတတ်မယ်နေရာထိုင်ခင်းစားအုပ်ကိစ္စတွေမတင်မကျဖြစ်မယ်အလုပ်တွေလုပ်ရပြီးငွေမြုပ်နေတဲ့ကိန်းမှာပဲဝန်ထမ်းရာထူးနိုင်ငံခြားကိစ္စတွေမှာအထူးကောင်းတယ်အရှိရေအိမ်အောင်ရှင်များစစ်သူရည်စားများလမ်းခွဲရမတက်ဖြစ်တာခွဲရတာမျိုးတွေကြုံရတတ်ပါတယ်ထီဝါသနာပါရင်တော့59အတွက်လိုက်စားတဲ့ကဏ္ဍကိုရှေ့မှာထားပြီးထိုးပေးပါရရရရေနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုပြုလုပ်ပေးပါ